စိတ်ပိုင်းဆိုင်ရာတက်ကြွနေရကြောင်းပဲဒါနိုင်ပွဲဆက်ဖို့များနေတဲ့မန်စီယိုအနေနဲ့ဒီအတက်မှာလည်းမနိုင်အောင်မရှုံးတော့ဘူးလို့ထင်တယ်ဗောနော်။ထားပါတော့ဒီဘရီကပါလဲဆိုတော့မန်စီနဲ့ဖူအန်တို့ရဲ့ဒါပရီမီယာလိပွဲကြို preview ပေါ့အဲ့တော့ဒါအခုဆိုရင်လေဒါပရီမီယာလိကလည်းပွဲစဉ်26ကိုရောက်လာပြီဆိုတော့ပွဲစဉ်26ကိုရောက်တဲ့ချိန်မှာတော့ကျွန်တော်တို့မန်စီတင်ကဖူအန်တင်နဲ့ထိတ်တိုက်တွေ့ဆုံနေတယ်ဆိုတော့အဲ့ပွဲစဉ်ကိုတော့ဒါဗဒုံနေ့ညကြာသပတေးနေ့မနက်မြန်မာစံတော်2နာရီထိုးမှာပဲမန်စီတင်အိမ်ဝင်ဖြစ်တဲ့အတက်ကွင်းထဲမှာဖြုတ်ကြမယ်ဆိုတော့မန်စီတော့ကတော့နောက်ထပ်နိုင်ပွဲဆက်တဲ့ပွဲပုံဖော်နိုင်လိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒါရှင်းရှင်းပြောရပြတလားကိုအသိမလို့ကြံဖန်ပြီးနိုင်ပွဲဆက်မယ်ကိုဟိုက်နေတာမျိုးတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ကျွန်တော်စပါဆန်ဒေးမှာကန်ခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်မှာကျွန်တော်မန်စီးတီးကအနိုင်ရလိုက်တာကြောင့်ပဲဘာလို့လဲဆိုတော့လီဗာပူးကိုအနိုင်ရသွားတခုတည်းမဟုတ်ဘူးကန်နာကအန်ဖီမှာကန်တာအဲ့ဒါကျွန်တော်အတက်မှာမပြောလို့အန်ဖီမှာကန်တဲ့ချိန်မှာကျွန်တော်မန်စီးတီးက9နှစ်လောက်သွားကန်9ချိန်လောက်သွားကန်မှာ2ချိန်လောက်ပဲနိုင်တယ်ဒါမန်စီးတီးအနေနဲ့လီဗာပူးရဲ့ကွင်းမှာနောက်ဆုံး9နှစ်မှာထပြီးတော့ပြန်နိုင်တဲ့ပွဲအဲ့တော့ကစားသမားတွေစိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးရောက်နေပြီပို့ပြီးတော့ကောင်းသွားတာကအန်ဖီမှာကျွန်တော်တို့က1-0နဲ့ရှုံးနေတယ်အဲ့ပွဲ result ကကျွန်တော်လစ်ပြီးထင်တာအဲ့အချိန်မှာလှပတဲ့ camera တစ်ခုနဲ့ပြန်လာတယ် 2-1 ဆိုတဲ့ result တစ်ခုနဲ့နိုင်သွားတယ်အခုဆိုရင် Arsenal နဲ့ဂျာဒါအမှတ်ပေးစရာထိတ်မှာဥဆောင်နေ Arsenal နဲ့ဂျာမှာ6မှတ်ပဲကွာအဲ့တော့ City ကစားသမားတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးရောက်နေပြီအဲ့တော့ဒီလိုအမြင့်ဆုံးရောက်နေရမျိုးမဟုတ်ဗျာအတက်ဖက်ကိုရောက်နေလို့ပြောလို့ရမယ်ဆိုတော့အဲ့ဒီအချိန်လေးနဲ့ပဲဒီချိန်ကမ်းမှာလည်းအတက်လို့အနေထားမျိုးမှာဖူအန်လိုတင်းမျိုးတော့အနိုင်ရဖို့ကတော့အရင်ခက်ခဲလိမ့်မယ်လို့မထင်ဘူးဒါပေမဲ့တစ်ဖက်ကမာကိုဆေးပါရဲ့ဖူအန်ကလည်းဟိုကောင်းတာနဲ့ဆိုတော့ဒွန်တွဲနေဗျာဘာလို့ဆိုတော့ကောင်းတာအကောင်းပိုင်းကိုပြန်ကြည့်မယ်ထားပါတော့ကောင်းလို့ရှိမှာကကစားသမားတော်တော်များများပြန်ဆုံနေပြီအရင်ဆုံးအနေနဲ့ဒါအာဖရိကဖလားကိုလက်လွတ်ထားကစားသမားတွေပြန်ရောက်လာပြီပြီး injury ထိနေကစားသမားအများစုပြန်ရောက်လာပြီ suspend ထိနေကစားသမားအများစုပြန်ရောက်လာပြီဆိုတော့မာကိုဆေးပါရဲ့ဖူအန်ကြောင့်အဲ့ဒါပဲသူတို့မှလုံလောက်တဲ့ squad power တခုရှိတယ်ပြီးတော့မာကိုဆေးပါရဲ့ဖူအန်မှာအဲ့ဒီလုံလောက်တဲ့ squad power တခုကရှင်းရှင်းပြောရင်ဗျာလူများရင်ပြီးလို့ဆိုရနေထားမျိုးမဟုတ်ဘူးသူတို့မှာလူများပြီးပွဲမစီတဲ့ဖူအန်မဟုတ်ဘူးသူတို့ကလူများတယ်ဒါပေမဲ့ပွဲလေးစီအောင်လုပ်တတ်တယ်ဘာလို့လဲဆိုအရှိကျွန်တော်တောက်လျှောက်ဒီပြီးခဲ့တဲ့ပွဲစဉ်တွေပြန်ကြည့်မယ်ဆိုရင်ဒါဖူအန်ကျွန်တော်မမရနော်တောက်လျှောက်ပဲသူတို့မှာကဒီမူနစ်မရှိဘူးဂျမန်နဲ့အဆင်ပြေအောင်ကန်တယ်ပြီးတော့ဂျိုရှွာကင်းရှင်ဂျိုရှွာကင်းနဲ့ကန်ဂျိုရှွာကင်းမရှိရလူနဲ့အဆင်ပြေအောင်ကန်တယ်နောက်ပြီးဟယ်ရီဝါဆန်ကယုံနေရမျိုးတွေအဲ့လိုမျိုးတွေတောက်လျှောက်ယုံနေတယ်နောက်ဒက်ဖမ်လိုင်းမှာမလားရောဘတ်ဆန်တို့မရှိရှိရလူနဲ့ဖြုတ်ဝင်ဆက်စင်တို့နဲ့ဖြုတ်ဝင်ဆက်စင်တို့နဲ့ဂျုံနေဒီမှာထစ်ရှိတယ်ထစ်မရှိကက်စတနေနဲ့ပဲချရင်ချမှာကြားတလို့ချနေတာဒါပေမဲ့မာကိုဆေးပါရဲ့ဖူကအလုတ်ဖြစ်တယ်ဘာလို့အလုတ်ဖြစ်လဲဆိုပြသလားရှင်းမကစားသမားတွေကဒီအထက်ကကိုယ့်ရဲ့ဒီထားပါကိုယ့်ရဲ့ position လိုက်ပါတော့ senior ကစားသမားတွေလည်းမရှိဘူးတခြားသောအဲ့လိုမျိုးဒီပွဲဘယ်လိုလဲအသင်းရဲ့ကစားသမားတွေအပေါ်ကနေနည်းနည်းဒီဘယ်လိုလောင်းရင်အောက်မှာရောက်နိုင်တဲ့ကစားသမားမရှိချင်မှာလွတ်နဲ့ကန်တယ်လွတ်ခြေစွမ်းပြတယ်မှန်တယ်တော့ပေမဲ့အခုလူဆုံပြီးတော့မှမာကိုစီဗာရဲ့ဖူန်တိုင်ပတ်သွားတယ်အဲ့ဒါအစိုးပချမ်းဘလို့တိုင်ပတ်သွားလဲဆိုအခုနောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲမှာဘပွဲပဲနိုင်တယ် Leeds United ကို Alonso မှာရှုံးတယ် United ကို Old Trafford မှာရှုံးတယ်Everton ကို Craig မှာရှုံးတယ်သူတို့နိုင်တာဆိုတော့ဒီ Everton နဲ့ဆိုမှ Brighton တွေမနိုင်ခဲ့တယ်ဆိုအဲ့လိုနေဒါလူဆုံနေတဲ့အချိန်ဖြစ်နေပြီအဲ့တော့မာကိုဆေးပါရဲ့ပြဿနာကသူ့ရဲ့ဖူအန်ကကောင်းတော့ကောင်းတယ်ဒါပေမဲ့အခုလိုလူဆုံတဲ့အချိန်မှာအဲ့ဒီသူတို့ရဲ့များပြားလာတဲ့ line ပမာဏနဲ့ပတ်သက်ပြီးတော့ဘာဖြစ်သွားလဲကောင်းကောင်းလေးဟန်တယ်မလုပ်နိုင်ဘူးဖြစ်နေအဲ့ဒီကမာကိုဆေးပါရဲ့ပြဿနာအဲ့ဒါဒါပေမဲ့ကျွန်တော်မန်စီးတီး site ကပြန်ကြည့်မယ်ဆိုရင်စီးရီးကရင်သူတို့နဲ့မထူးကြမချာနာပဲ injury list ကကစားသမားတွေများနေသေးတယ်အခုဆိုတဖြည်းဖြည်းနဲ့ပြန်ဆုံလာပြီးအဓိကအရေးကြီးဆုံးနေရာကိုပြောမှဆို defensive midfield Rodri နဲ့ဒီNico နှစ်ယောက်စလုံးက injury ထိလိုက် suspend ထိလိုက်နဲ့တိုင်နေပတ်နေဘဒုထဲလို့ထဲရမှာမသိဘူးဒါပေမဲ့အခုချိန်မှာ Rodrigo Nico နှစ်ယောက်လုံးရှိတယ်ကျွန်တော်မန်စီးအတွက်ဒါအားထားရဆုံးအချက်တွေတစ်ချက်ပဲကျန်တဲ့ဒီ position တွေမှာ injury ထိရောမျိုး suspend ထိရောမျိုးအဲ့လိုပြဿနာမဟုတ်အထူးသဖြင့် holding midfield မှာပြဿနာဒါပေမဲ့အခုချိန်မှာ holding midfield နဲ့ဖြစ်တဲ့ Nico ရော Rodrigo နှစ်ယောက်စလုံးကဒဏ်ပြဿနာကင်းစင်နေတယ် fitness ဖြစ်နေရပဲကျွန်တော်တို့ဘာဖြစ်မဆိုးလာဘူးဒီထက်ပိုပြီးအားတာတဲ့တစ်ချက်ကဘာလဲဆိုတော့ရှင်းပြောရရင်အရှိကလက်ပါဘူးနဲ့ပွဲမှာနိုင်ခဲ့တာပဲလက်ရှိကစားသမားတွေခြေစွမ်းနဲ့ပတ်သက်ပြန်ကြည့်ရမယ်ဆိုတော့အားတော့မရသေးဘူးပဲတလားရှင်းမဖူအန်အောင်ဖြစ်တယ်ဆိုရင်မောလီဗာပူးကိုနိုင်သွားသေးတာအဲ့ပွဲမှာလည်းမန်စီးရဲ့ကစားပုံကဒီအခုချိန်นี้တီငိမ့်နဲ့ခမန်းလို့ရတဲ့အနေအထားမျိုးမရှိဘူးအဲ့ဒီကစားသမားတွေရဲ့စိတ်ပုံမူတည်နေတယ်တခါကျရင်အတင်းကနိုင်ခွဲရနေတဲ့အချိန်ကျရင်အဲ့ဒီအရှိန်လေးနဲ့စွကြမ်းနေကြမ်းနေရမျိုးတွေတခါကျရင်ကိုတင်းရရှင်းပြောရင်ပြိုင်ဘက်ကဥဆောင်ကိုတွင်းထားချိန်ကျရင်တုတ်မလို့တော့တင်မှာလရိုက်ပိုင်းရိုက်ထားဆိုလရိုက်လေလိန်ထားသလိုပဲဘလို့လည်းမသိဘူးဘယ်လိုရမလဲကျွန်တော်အဲ့အသုံးလုံးနဲ့ပတ်သက်တိတ်မသုံးတတ်လို့မိုင်းနီမိုင်းကွိုင်းလေးတီငိုင်းဆိုင်နေ
ငါနဲ့ငါဆိုင်နေဒါစီးရီးဒါမယုံကြည်လိုက်ဒါပေမဲ့လက်ရှိအချိန်မှာဘာလဲဆိုဘယ်လိုလီဗာပူးကိုနိုင်ထားဖြစ်တဲ့အတွက်အဲ့ဒီမှိုင်းပုံစံမျိုးလိုမမြင်ရတော့ဘူးလို့ထင်တာပဲပြီးကစားသမားတွေရဲ့လူချင်းနေထားရပြန်ကြည့်မယ်ဆိုတော့ဒါ Jusco တို့ဘာလို့ injury ထိနေထားပါ Cristiano တို့ဘာလို့ဒါပြီးခဲ့တဲ့ပွဲမှာ injury ထိသွားဖြစ်တဲ့အတွက်ဒီကောင်းရဲ့ဒီ fitness နဲ့ပတ်သက်ပြီးတော့ဒါလုံးဝကြန့်ခိုင်မှုမပြည့်ဝသေးတဲ့အနေထားမှာကျွန်တော်တို့အခုဆို Rubenရဲ့ injury ရပြန်လာမှုစသဖြင့်ကျွန်တော်တို့မှာ backup player လေးရှိနေဖြစ်တဲ့အတွက်လက်ရှိချိန်မှာတော့မဆိုးလာဘူးလို့ပြောလို့ရတယ်အဓိကကျွန်တော်တို့မျှော်လင့်ရမှာ Man City ရဲ့လက်ရှိကစားပုံနဲ့ပတ်သက်ပြီးဘယ်လောက်ကောင်းလဲလို့ကျွန်တော်မမျှော်လင့်ချင်ဘူးဘာလို့မမျှော်လင့်ချင်လဲရာသီစတဲ့အခုချိန်ဒီ Man City ကစားပုံဂျွတ်ထားပြီးနိုင်ဝိုက်ပွဲဆိုတော့ကျွန်တော်လန်ဒန်ချောင်းမပြီးဘူးအဲ့တော့လက်ရှိကစားသမားတွေရဲ့ဒီကောင်တွေရဲ့ mental ဘယ်လောက်ထိ strong နေကြည့်ရမှာဒီကောင်တွေရဲ့ winning mentality ဘယ်လောက်ထိ strong နေအဲ့ဒါအပေါ်မှာ motivate City နိုင်ပွဲရနိုင်မရနိုင်မယ်ကျွန်တော်မှန်းတော့ဒါအရှိမှလည်းအဲ့လိုပဲလေဟလာအရှိမှလည်းအဲ့လိုပဲအရှိမှလည်းအဲ့လိုပဲ Faithful တို့ Erling Haaland တို့ Chucky တို့Jamie Douglas စသဖြင့်ဒီ every position နိုင်ပါပဲကစားသမားတိုင်းကသူတို့ရဲ့နိုင်လို့စိတ်ပြင်းပြမှုပေါင်းနိုင်သွားတဲ့ပွဲတွေပဲကျန်တဲ့နေထားအရင်ဟုတ်တော့မို့ကစားပုံကရုပ်တရုပ်ရဲနဲ့ပေတိပေဆုံးနဲ့ဘာတွေကန်လို့ကန်မမသိဘူးအဲ့တော့ဒီတစ်ချိန်မှာကရှင်းရှင်းပြောရင်ကျွန်တော်နှစ်ချက်ရှိနံပါတ်1တစ်ချက်က Liverpool ကိုနိုင်လာတဲ့အချိန်ကြောင့်ပဲကစားသမားတွေရဲ့စိတ်ဝင်ဆိုင်ရာအမြင့်ဆုံးရောက်နေပြီအဲ့တစ်ချက်ကနိုင်ဖို့ရဖို့အတွက်ကျွန်တော်မျှော်လင့်လို့ရတယ်နောက်တစ်ချက်ကဘာလဲဆိုအထူးသဖြင့် Faithful နဲ့ Erling Haaland နဲ့ Faithful နဲ့ Erling Haaland နှစ်ယောက်အထူးသဖြင့်အဲ့နှစ်ကောင်သူတို့နှစ်ယောက်ပါလဲဆိုပြန်လာဖို့လိုအပ်နေပြီအရှိမယာဒီဒါအရှိပိုင်းပွဲစဉ်မှာနော်ရှေ့ဒီခုလက်ရှိယာဒီအရှိပိုင်းပွဲစဉ်မှာသူတို့နှစ်ယောက်တောက်လျှောက်ယုံတာလက်ခံတယ်အားလည်းအလန်ကောင်းလို့ကျွန်တော်တို့နိုင်ပွဲဆက်တယ်ဒါဟာတခြားသောဂျာဘရစ်တက်တွေတော့ကျွန်တော်တို့ပြောနေတာဟာလန် FC တို့ Manchester Haaland တို့ဘာညာစသဖြင့်ပေါ့ Humble FC တို့စသဖြင့်ပြောတယ်မှန်တယ် Faithful တို့ယုံတယ်ဒါမနစ်ကဒါ PFA Player of the Year ကနှစ်က Faithful နဲ့ခြေစမ်းပြန်လာပြီစသဖြင့်သူများတွေတော့ဟိုက်ကြတယ်မှန်တယ်သူတို့ကဲတင်ခဲ့တယ်တုတ်ပင်မဲ့ Faithful ကအာလင်းဟာလန်ကိုခြေစမ်းပျောက်တာကတပွဲမဟုတ်တော့နှစ်ပွဲမဟုတ်တော့သုံးပွဲမဟုတ်တော့အဲ့တော့ဒီကစားသမားတွေလက်ရှိချိန်မှာပြန်လာဖို့လိုပြီးအထူးသဖြင့်နှစ်ယောက်စလုံးပါပဲအာလင်းဟာလန်ကြောက်လေပွဲထွက်ခွင့်တွေပြန်ကန်နေရတယ်ဒီတတူကြားမှာနားလေတပွဲလောက်ဆိုတော့ပြန်ရတဲ့နဲ့ Faithful ရန်ကြောက်လေတောက်လျှောက်တာနှစ်ပွဲလောက်လာမသိသုံးပွဲလောက်လာမသိအနားရထားဖြစ်တဲ့အတွက်ပြန်ပြီးတော့သူ့ရဲ့ဘယ်လိုပြောမလဲလုံးဝကြွေတက်နေတဲ့ခြေဆုံးကျွန်တော်ပြန်မြင်ခြင်းနေပြီဒါလည်းမြင်သိနေဆိုရအနေထားမျိုးပါဆိုတော့ live အနေထားကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဖူဝမ်ကထုံးစံနိုင်ပဲအခုတော့နေမှာဒီကောင်လက်နော်တို့ဘောက်ပြန်ထွက်လာဘူးတော့မရတယ်ဆန်ဘတ်ဂျူပြန်ကြည့်မယ်ဆိုဒီမှာအန်ဒါဆမ်ကိုပြန်တွဲဖို့ကဒီမှာဘတ်စီတို့ဘာလို့တော့ရှိတယ်ဘတ်စီနဲ့တွဲခြင်းနဲ့တွဲရပုံမှန်အဖြစ်ဘတ်စီနဲ့တွဲဆိုမြပြဿနာကုန်းနဲ့ပြောခဲ့သလိုပဲမာဂူစီဘာရဲ့ဖူဝမ်ကဒီလိုမျိုးအပြောင်းလဲတွေကြားမှာအနှဲငယ်ကမောက်ကမာလေးတော့ဖြစ်တယ်ဆိုတော့last but not right back မှာထက်ရှိနေရမျိုးတော့မှန်တယ်ဆိုပေမဲ့လည်းဒီမှာ Castrane ကိုသုံးနေရမျိုးတော့ဖြစ်နေရဖြစ်တဲ့အတွက်ဒီထက်လေးနဲ့ပြန်တော့အောက်ခံအောင်ပဲဆိုတော့ last back ကတော့ရှင်တော့ Robertson ကိုသုံးမှာမဟုတ် Robertson နေနဲ့အခုနောက်ပိုင်းမှာ Robertson ရဲ့ performance ကအတိတ်တည်းကျလာပြီဆိုတော့ Robertson နေရာမှာကျွန်တော်ထင်တယ်ဒီမှာ system လုံးပဲပြန်သုံးလာအောင်များပြီးတော့ midfield Jua ကတော့ဒီနေမှာဒီဘယ်လိုပြောမလဲဒီ buggy injury နဲ့ဖြစ်တဲ့အတွက် look နဲ့look တော့ဖြစ်ပါ look injury နဲ့ဖြစ်တဲ့အတွက် buggy နဲ့ဒီဘက်မှာ EOB နဲ့ပြန်သုံးလာဖို့တော့ရှိတယ် attack option ကိုပြန်ကြည့်မယ်ဆိုရင်တော့အဓိက full hand အားသာဆုံးကဟို look နဲ့ buggy ရဲ့ midfield junior ပေါ့နော်အဲ့နေရာမှာ EO ပြန်စားအောင်အဲ့နေရာကလွှဲရင်ကျန်တဲ့ position အများစုမှာက full hand ကအစုံလုံးရှိတယ် defense line ကို attacking line ကိုဆိုတော့ defense line မှာဆိုခုနကပြောတဲ့ထတေတို့ဘာလို့ရှိမ Robertson တို့ဘာလို့ရှိနေပဲအဲ့လိုစသဖြင့်အများကြီးရှိနေသလို snap နေရာမှာလည်း Batson နဲ့ Anderson ထွက်လာမယ်ဆိုတော့အနောက်မှာ back အနေနဲ့ရှိသေးတယ်ဆိုတော့ attacking option ပို့လို့တော့ကောင်းသေးတယ်ဒီနေ့မှာတကောင်လေးခြေစမ်းပြနေမှာဆိုတော့ Watson ရှိမယ်နောက်တစ်ခုက Smero တို့ဘာလို့ရှိနေအပြင်ဒီဘက်မှာ Chukwueze ရှိမယ်နောက်ပြီးရင်ဒါ Muniz တို့ဘာလို့ရှိမယ်ဆိုတော့အဲ့တော့ဒီနေ့မှာ Jimmy နဲ့ကြံသေးတယ် Joshua King တို့ဘာလို့လဲကြံသေးတယ်အများကြီးကြံသေးတယ်နော်အများကြီးကြံသေးတယ်ဖူအန်လူစင်းတော်တော်ကောင်းကောင်းတော့မာကိုဆေးပိုင်းရဲ့ဖူအန်လူစင်းတော်တော်လေးကောင်းကောင်းဆိုအဲ့လိုနေထားမျိုးဆိုကျွန်တော်ထင်တယ်ဖူအန်ရဲ့လက်ရှိနေတာကကျွန်တော်တို့မန်စီးတီးကိုအတက်မှာလာကန်သည့်တိုင်အောင်မိနစ်90ဖြစ်တော့နော်ဒီပွဲချိန်ပြည့်ပေါ့ပွဲချိန်အပြည့်စီးတီးကိုဒုက္ခပေးနိုင်မယ့်နေထားမျိုးဆိုစီးတီးကခုနကပြောဒါလုံးဝစိတ်ဝင်ဆိုင်အမြင့်ဆုံးရောက်နေလို့ဒါနိုင်ပွဲဆက်ဖို့များနေဆိုတာမျိုးတော့မှန်မှန်လက်ရှိချိန်မှာပေါ်ဆောက်လို့ရမယ့်အနေထားမျိုးမရှိဘူးခုနပြောခဲ့သလိုပဲလေဒါဒီကောင်တွေကဘယ်လိုပြောမလဲဒီ Joshua Kim ရှိမယ်ဒါ attacking option မှာဒါတော့ Joshua King တို့ဘာလို့ဆွာဆိုဟိုကျွန်တော်အားလုံးသိပဲဟိုဒီ striker အနေနဲ့ Jimenez ကိုမသုံးမနဲ့ Muniz ကိုသုံးမစင်တော့ Muniz ထွက်သွားရင် Jimenez ရှိတယ်ပြီး attacking option မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင် Kevin တို့ရှိမယ်Joshua King တို့ဘာလို့ရှိမယ်စသဖြင့်အများကြီးပဲဗောနော်အဲ့လိုအနေထားမျိုးကဟ
ဟို defense line မှာလည်းလူပိုရှိတယ် attack line မှာလည်းလူပိုရှိတယ်ဆိုတော့ Man City ကိုမိနစ်90ပြီးတော့ဒီကောင်ဒုက္ခပေးမှာပဲဗောနော်ဒါဘာကြောင့်လဲဆိုတော့အသင်းနဲ့ပွဲမှာအထူးသဖြင့်အသင်းအနေနဲ့တွေ့ပွဲမှာကစားသမားတွေပို့ပြီးရုံးကန်ညှစ်ထုတ်ပြီးကစားတယ်ဘာလို့လဲဆိုအသင်းအနေနဲ့ပွဲမှာသူတို့ခြေစွမ်းပြနိုင်တယ်ပုံမှန်ပွဲတွေထက်ဆိုင်ပို့ပြီးတော့လူစိတ်ဝင်စားခံတာဟုတ်အထူးသဖြင့်လူငယ်ကစားသမားတွေပို့ပြီးတော့ကျွန်တော်တို့ဒီစောင့်ကြည့်ရမယ့်အနေအထားမျိုးဒီနေ့မှာကျွန်တော်တို့ရဲ့အသင်းရဲ့ကစားသမားဖြစ်တဲ့Oscar Bond နဲ့လည်းကျွန်တော်ပြန်တွေ့ရမယ့်အနေအထားမျိုးရှိတယ် Oscar Bond အနေနဲ့ first line ကတော့ပါလိမ့်မယ်တော့မထင်ဘူးဒါပေမဲ့အရန်နေထားရတော့ Oscar Bond နဲ့ပြန်တွေ့ကောင်းတော့တွေ့နိုင်တယ်ဆိုတော့ Man City side မှာပြန်ကြည့်မယ်ဆိုတော့ကိုသမားနဲ့ Donnarumma ပဲပြန်ထွက်လာပြီးတော့များနေပြီးတော့ last partner right back မှာတော့ right back ကကျင်းနေတယ် Matheus Nunes ကအပိုင်စားယူရပြီ Matheus Nunes အနေနဲ့လည်းအပိုင်စားပေးတင်းနေဆိုတဲ့ခြေစွမ်းမျိုးပိုင်ဆိုင်ထားတာဟုတ်ဆိုတော့ center back ကရှင်းတယ်Maguire နဲ့ Rubendia ပဲဒါသူတို့နှစ်ယောက်ရဲ့အနေထားရတော့ခုနကပြော Rubendia က experience တော်တော်လေးပြည့်ဝတဲ့ကစားသမား Maguire ကစားသမားကောင်းတစ်ယောက်တော့မှန်တယ်ဒါ Man City နဲ့အထိုင် Man City နဲ့ဒီရောက်လာတာမကြသေးတဲ့အတွက်ပွဲထွက်တာ Man City နဲ့ပွဲထွက်တာကစားချိန်ကနည်းနေသေးရဖြစ်တဲ့ Rubendia နဲ့တွဲလိုက်မယ်ဆိုရင်တော့ဟိုတခြားသော Cristiano တို့ဘောက်တွဲရဆန်နဲ့ပို့ပြီးတော့ Guhi ရဲ့တင်ငင်တဲ့ performance ကိုမြင်ရဖို့တော့များတယ်ဆိုတော့ last back ကတော့ကျွန်တော်ထင်တယ်ဒီဘယ်လိုပြောမလဲဒီ Nori ကိုပြန်သုံးလောက်လိမ့်မယ်လို့တော့မထင်ဘူးတကယ် Nori ကိုသုံးမယ်ဆိုတော့ပြီးခဲ့တဲ့ပွဲကတော့ Nori နဲ့ Nico O'Reilly နှစ်ယောက်ကိုပြိုင်သုံးလိမ့်မယ်လို့မထင်ဘူးဒီနေ့မှာ O'Reilly ပဲပြန်ထွက်လာအောင်များတယ်ဆိုတော့ holding midfielder အနေနဲ့ကျွန်တော် Rodrigo ပြန်တွေ့ရဖို့ရှိပြီးတော့ဒီနေ့မှာ bout to bout နေတော့ hybrid midfielder အနေနဲ့ Bernardo Silva ရှိမယ် Bernardo Silva ကလည်း hybrid midfielder ပြောရှင်းရှင်းပြောရရင်တစ်ခါကြရင်သူ့အနေနဲ့ဒီဘယ်လိုလဲ holding midfield မှာအနေနဲ့ holding midfield မှာပဲကြံနေခဲ့ရမျိုးစသဖြင့်ပေါ့နော်ဒါ San Francisco မှာကြံခဲ့ပြီးတော့ဒါနောက်ကဒီ center back ဂျူနဲ့ပြန်ပေါင်းတာမျိုးတွေစသဖြင့်အများကြီးတွေ့ရတယ်အဲ့တော့ဟိုဒါအမှန်တမ်းပြောရရင်တော့ back quality option တစ်ခုတူးတယ်ဗျာဒါထားပါတော့ဒီ Rodrigo defensive midfield ထားပြီးတော့ Bernardo hybrid midfield ထားတဲ့တိုင်အောင် ဒီဘယ်လို opposition မှာ Rodrigo နေနဲ့လေဒါတိုက်စစ်ကိုလိုက်ပါလို့ရတယ်ဒီနေ့မှာ Nico Gonzalez ကိုထည့်ပြီးတော့ Nico holding midfielder နဲ့ထားပြီးတော့ Rodrigo hybrid midfield နေနဲ့ထားမယ်ဆိုတော့ထားလို့ရတယ်အဲ့တော့ number 10 row ပြန်ကြည့်ရမှာအဲ့တော့ number 10 row မှာရှေ့မှာကFacebook နဲ့အနားရထားတဲ့အချိန်မှာဥမမောင်မှုပဲကန်လာတာအဲ့တော့လက်ရှိချိန်မှာ Facebook နဲ့ပြန်ပြီးတော့အပေါ်ထွက်ဖို့ချိန်တန်ပြီလို့ထင်တယ်ဆိုတော့ number 10 row မှာ Facebook နဲ့ထွက်လာမယ်ဆိုတော့ last one နဲ့ right မှာထုံးစံတာမယ် Chucky နဲ့ Semenyo နှစ်ယောက်ရှိနေမယ် striker ထုံးစံနဲ့ Erling Haaland ပေါ့အဲ့တော့ series side မှာလည်းပြန်ကြည့်မယ်ဆိုတော့ဒီပုံစံတိုင်းလူစင်းထွက်လာမယ်ဆိုရင်တော့ကျွန်တော်တို့မှာဥမမောင်မှုကြံသေးတယ်Tijani တို့ပေါကြံသေးတယ် Bernardo Silva နဲ့ဒီ Nico မှာတယောက်ထွက်မယ်ဆိုတယောက်ကြံနေသေးတယ်အဲ့မှာ option က3ယောက်လောက်ရှိနေပြီဆိုတော့ defense line မှာလည်းထားပါတော့ဒီမနက်ဘယ်လိုပေါ့Nico O'Reilly သုံးလာမှာဆိုတော့ Norwegian နေရာဒီမျိုးတွေ Regular တို့ဘာလို့ right back တနေရာမှာရှင်းပြောကျွန်တော် Matheus Nunes ကိုပေါ်တင်းတင်သုံးလာလိမ့်မယ်လို့တော့ထင်တယ်အေးဟာအဲ့တော့ sorry ပေါ့နော်ဒီကောင်ဒီခွေးဒီကောင်နဲ့မနိုင်တော့လို့အဲ့တော့ဒီ center back နေရာမှာပြန်ကြည့်မယ်ဆိုရင်ဒီမှာထားပါတော့ဒီ Guhi နဲ့ Rubendia တို့နှစ်ယောက်ဟိုဖြစ်တည်တိုင်အောင်နောက်ဆုံး Guhi ကိုထုတ်ချင်တယ်ဆိုတော့ဒီမှာလူငယ်သားမိုက်ဖြစ်တဲ့ Alamni ကိုသုံးလာမယ်ဆိုရင်တော့ Rubendia ကြီးကကြံနေသေးရဖြစ်တယ်အဓိက DF ရှင်တော့ဘယ်ကစားမှမဆို DF ကအနေငယ်တွဲခွန်နိုင်တဲ့အနေထားမျိုးရှိတယ်ဘာလို့လဲဆိုတော့အဓိက DF ကအနေငယ်စတက် player တယောက်ပြသလားတော်တော်လေးပါနေတာဖြစ်တဲ့ကျန်တဲ့ကစားသမားတွေကိုထိမ့်ပေးနိုင်တယ်မဟုတ်တော့သူ့ကြောင့်ကောင်းတာမျိုးမဟုတ်သူကနည်းနည်းထိမ့်ပေးထားနိုင်တဲ့အနေထားမျိုးပုံမှန်သူကလည်းသူတယောက်တည်းဆို DF ကအနေငယ်92ကြောင်လိမ့်မယ်သူအမားကြီးလုံလို့လိမ့်မယ်သူ့ပေမဲ့ခုနကတကယ်လိုအပ်နေချင်းတိုင်းတော့ DF ကတော်တော်လေးစတက်တဲ့ထဲမှာပါတယ်ဆိုတော့ first line အနေထားရပြောမှဆိုရင်နှစ်သင်းစလုံးကအလူဆုံးတက်ဆုံးပဲအရန်လူချင်းအနေထားရပြန်ကြည့်မယ်ဆိုနှစ်သင်းစလုံးကဒီ bucket အပြည့်အဝရှိနေတာဖြစ်တဲ့အတွက်ဒီချိန်ကတော့ကြည့်ကောင်းနေမှာမျိုးတော့မှန်တယ်သူ့Man City မှာကပြောဆက်ပိုင်းဆိုင်ရာကစားသမားတွေအမြင့်ဆုံးရောက်ဖို့အတွက်တက်လှမ်းနေတာဆက်ပိုင်းဆိုင်ရာတက်ကြွနေတဲ့အနေထားမျိုးတစ်ဖက်ကဖူဟန်ကြတော့ဟိုလူတော့စုံတယ်အထိုင်ပြန်ချနေရဆိုတဲ့အနေထားမျိုးမှာတစ်ဖက်ကတောင်ထုံးနေတစ်ဖက်ကကမ်းပြိုခြင်းတရားဖြစ်နေဆိုတဲ့အချိန်မှာအတက်မှာတော့ကျွန်တော်ထင်တယ် Man City ပဲနိုင်ပွဲရနေလိမ့်မယ်လို့ထင်တယ်ဆိုတော့ winning pass နဲ့ရပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ထင်တယ် Man City နိုင်ပွဲရဖို့တော့ကတော့60ရာခိုင်နှုန်းတော့ဖြစ်ဖို့များတယ်တေးကြဖို့တော့10ရာခိုင်နှုန်းပဲကျွန်တော်ပေးခြင်းတယ်ဖူဟန်နိုင်အောင်30ထိပေးခြင်းတယ်ဘာလို့လဲဆိုဖူဟန်က Man City ကိုပိတ်ကန်ကောင်းကန်လာလိမ့်မယ်ဒါပေမဲ့လက်ရှိဖူဟန်ပိုင်ဆိုင်ထား squad power ရ Man City ကိုအတက်မှာအနိုင်ကန်နိုင်နေဆိုတဲ့အနေထားမျိုးအဲ့လိုအနေထားမျိုးကြောင့် Man City ကလည်းအနိုင်ကန်မှာပဲဖူဟန်ကလည်းရှင်းပြောရင် Man City ဖွင့်ကန်တော့အဖွင့်ကောင်းပြီးတော့ပြန်လာမှာပဲအဲ့တေးကြကျွန်တော်ထင်တာတေးကြဖို့တော့မဖြစ်နိုင်ဘူးလို့ထင်တယ်ဆိုတော့ Man City နိုင်မနိုင်ဖူဟန်နိုင်ပဲဆိုတော့ညီကိုဘယ်လိုမြင်လဲညီကိုတို့မြင်လဲဝင်ရောက်မှတ်ချက်ပေးတဲ့ကြောင့်လာကြည့်ပေးတဲ့အားလုံးကျေးဇူးများတင်ပါတယ်